မင်္ဂလာပါဗျာကျွန်တော်ခုဆိုရင်အားလုံးပြပြပေးမယ်အကြောင်းအားတော့အားလက်ချေမှာဘလို့အချိန်ကိုအကုန်ဆုံးမလဲဆိုရယ်ခေါင်းစဉ်လေးကျွန်တော်ပြပြပေးနေခြင်းပါတယ်ဒီနေ့ကတော့ကိုဘဝကိုရုံးကန်နေရတာပေါ့အဲ့တော့စာဝင်နေရေးအကုန်လုံးဘောရုံးကန်နေရတာလူငယ်ဆိုတဲ့လူငယ်အလေရလူကြီးဆိုတဲ့လူကြီးအလေရရုံးကန်နေရတာဒီကြားရတဲ့မှာကိုကနေပြီးတော့ကိုဘဝတဲ့အချိုးရှိမဲ့အရာလေးတွေကိုလုပ်တင်တယ်အထူးသဖြင့်ကိုဘဝတဲ့ရတဲ့ဖြစ်တဲ့အဲ vacation သွားတာအားလို့vacation သွားတာအားလို့နောက်တော့တနေ့ရင်းနေတဲ့ရွှေရှင်ကြည့်တာအားလို့hiking လုပ်တာအားလို့အဲ့လိုမျိုးလေးတွေသွားတင်တယ်လုပ်တင်တယ်ကျွန်တော်ကတော့အခုတော့ကျွန်တော်အမြင်အပြပေးချင်တယ်ကျွန်တော်ကလုပ်သိချင်တာဒီတိုင်းhiking လုပ်တာလေးတော့လုပ်သိချင်ဘာဖြစ်လဲဆိုတော့ hiking လိုက်တော့ဘာလို့ကျင်းမရေးဆွဲလဲကောင်းတယ်ခါတော့တစ်ခုလုံးမှာတွေးတဲ့ဘက်ကိုစီးရင်တော့တော်တော်ကောင်းသွားတယ်ဆိုအဲ့ဒါကြောင့်ဗျာကျွန်တော်ဆိုရင်တစ်ပတ်ကိုတစ်ရက်လောက်တော့ကျွန်တော်ဆိုရင်အင်္ဂါနေ့ဆိုကျွန်တော်အလုပ်ပေးရကျွန်တော် hiking ဆိုရင်ကျွန်တော်ဒီနန်းကမောင်သေးကျွန်တော်တို့ hiking သွားလုပ်တယ်ဘလူးမမရှိတယ်ကျွန်တော်တယောက်တည်းသွားတယ်ခုကတော့ကျွန်တော်တို့နောက်ခင်သွားတာကျွန်တော်တို့အရှင်ကိုကြီးရတယ်သူ hiking လို့ကျွန်တော်မသိဘူးသူကလည်း hiking လုပ်တယ်အဲ့လိုသူကလည်းအင်္ဂါနေ့ဆိုကျွန်တော်အတီးမှာသူအပတ်တိုင်းဗျာကျွန်တော်တို့သူသွားကြတယ် hiking လုပ်တယ်ခုတစ်ဖြစ်ကျွန်တော်လာခုအဲ့လိုလေးလုပ်တာတော့ဒီကျွန်တော်ချိန်ကြည့်လိုက်တာလွန်ခဲ့တဲ့6ရက်လောက်ကျွန်တော်ချိန်ကြည့်နေကြနှစ်ခုဆိုရင်ကျွန်တော်9ပေါင်လောက်ကျွန်တော်ပေါင်ချင်းကြာသွားပြီခဏဝဲခုပေါ့ရှုနေတာဗျအလုံးလုံးရဲ့မှာလည်းအရန်ကောင်းတယ်ကျွန်တော်အဲ့ဒါကျွန်တော်လူတန်းကိုပြောသေးချင်တာတော့ hiking လုပ်ကြပါလို့ကျွန်တော်ပြောသေးချင်တယ်